မတို့ဆက်သွယ်မေးမြန်းထားတဲ့နောက်ထပ်အဆိုတော်တဦးကတော့တခြားသူမဟုတ်ပါဘူးပါဝါ54တေးသချင်းခွေနဲ့တေးချစ်ပိဋကတ်တွေကိုသာမကတနိုင်ငံလုံးကိုပါလှုပ်ခါသွားစေခဲ့တဲ့ဒေသရှင်ကိုလေးဖြူပဲဖြစ်ပါတယ်အခုကိုလေးဖြူရဲ့ရင်ခုန်တံဘယ်လိုရှိမလဲဆိုတာကိုနားဆင်ကြည့်ကြပါစို့ရှင်ဟုတ်ကဲ့ကိုလေးဖြူခုလက်ရှိဒီမြန်မာနိုင်ငံရဲ့ရော့ဂီတာအခြေအနေတွေနဲ့ပတ်သက်လို့ပေါ့နော်ဒီကိုလေးဖြူရဲ့အမြင်သဘောထားသိကြလို့ပါကျွန်တော်ဒီဒေသရှင်ကိုစောဝင်းထွန်းလည်းဒီမနေ့ကဒီကျွန်တော်ဆက်သွယ်မေးမြန်းထုတ်လွှင့်ခဲ့တယ်လေအဲ့တော့ကိုလေးဖြူအနေနဲ့ပေါ့နော်ကိုလေးဖြူရဲ့ရင်ခုန်တံရောဘယ်လိုရှိနေမလဲဆိုတာပြောပြပြလို့ရမှာခင်ကိုဇော်ဝင်းထွန်းနဲ့ပြောပြီးဆိုတော့လုံလောက်ပါတယ်ကိုကျွန်တော်ဗမာနိုင်ငံမှာရှိတဲ့ rock တွေကကိုဇော်ဝင်းထွန်းကဘယ်လိုအရှိဥစားကိုစားအကြဆုံးလူပါသူနဲ့ပြောလို့ရှိရင်ကျွန်တော်နိုင်ငံရဲ့ image အလုံးပေါ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဟိုဒီကျွန်တော်တို့သိချင်တာကဒီကိုလေးဖြူနဲ့ဒီ Iron Cross ဆိုတာခွဲခြားလို့မရဘူးလေးဖြူမရှိရင် Iron Cross ဆိုတာဟိုဖြစ်မလာဘူးပေါ့နော်အလားတူပဲဒီ Iron Cross မရှိရင်လည်းလေးဖြူဆိုတာဖြစ်မလာဘူးလို့ပြောကြတယ်ပေါ့နော်အဲ့တော့လက်ရှိဒီ Iron Cross D1 အခြေအနေရဲ့နောက်ကိုလေးဖြူတို့ရဲ့ဟိုမှာဘာတွေထုတ်လို့ဖို့ရှိနေလဲဆိုတာပြောပြပြီးလို့ရမှာခင်ဗျာကျွန်တော်93ခုနှစ်မှာစပြီးတော့ series ဆက်ထွက်တယ်ကျွန်တော်ခုနံပါတ်9ခွင့်မြောက်ကိုကျွန်တော်တက်ဖို့ဒီခုလာနောက်လာမဲ့10ရက်နေ့မှာကျွန်တော်အခွင့်အရေးတစ်ခွင့်ကျွန်တော်နံပါတ်9ခွင့်မြောက်ကိုတက်ဖို့ကြိုးစားနေတယ်ကျွန်တော်တို့ဖွဲ့ကတော့ဂီတာတီးပြောတော့ကရင်မျိုးစစမှာဖြစ်ပါတယ်ကီးဘုတ်တီးတော့မွန်မျိုးပညာနဲ့ဖြစ်ပါတယ်တမ်တီးတော့ PM ဖြစ်ပါတယ်နောက်ပြီးတော့ pitch တီးတော့သူကမှတန်းချင်းလူမျိုးဖြစ်ပါတယ်ကျွန်တော်အင်းသားလူမျိုးဖြစ်ပါတယ်ကျွန်တော်ကရန်ကုန်မြို့မှာကျွန်တော်ဖွဲ့ရဲကျွန်တော်ခွေရစပြီးတော့ကျွန်တော်90ခုဆိုလို့ရှိရင်ကျွန်တော်တွေ့ကြခဲ့တာ10နှစ်ပြည့်ဖို့နေပါပြီဟုတ်ကဲ့ဒီကိုလေးဖြူအနေနဲ့ပေါ့နော်ဒီ rock တေးသချင်းတွေကိုပဲဒီဆိုဒီမှုသွားမယ်ပေါ့နော်ကျွန်တော် rock ကိုပဲဦးစားပေးပြီးတော့ဆိုကြပြကြပါလေအခုလောလောဆယ်မှာကျွန်တော်တို့ဒီ rock ရရဲအတင်ပြောင်းနေတယ်ကျွန်တော်တို့ဒီ rock ကိုကြောက်ပဲကျွန်တော်တို့နည်းနည်းဆက်ပြီးတော့ဆက်ပြီးတီးဖိုက်ဆိုနေပါဒီတော့အခုဆိုရင်ဒီမြန်မာနိုင်ငံရဲ့ဒီ rock သူရဲကောင်းတွေထဲမှာကိုလေးဖြူတို့ကိုဇော်ဝင်းထွန်းတို့ကထိတ်ဆုံးမှရှိနေတယ်လို့ပြောရင်ရတယ်ပေါ့နော်ဒီတော့ဒီလိုအခြေအနေတွေဖြစ်တည်လာဖို့ဘယ်လိုပေးဆက်မှုတွေရှိခဲ့တယ်နောက်ပြီးတော့ဒီခွေတပူကျူစားခဲ့တယ်ဆိုတာမပေးဆက်ခဲ့တယ်ဆိုတာမတကယ်တမ်းတော့ကိုယ်စိတ်သဘောထားအတိုင်းပဲဖြစ်ပါတယ်ကိုယ်စိတ်ကဟိုခက်ခဲတယ်ထင်လို့ရှိရင်ခက်ခဲမှာပါပဲကိုယ်စိတ်ကလွယ်လွယ်လေးလို့ပြင်နေတယ်လေးပါပဲသဒ္ဒနာတစ်ခုကခက်ခဲတယ်လို့ယူလိုက်ရင်ခက်ခဲပြီးတော့ကိုယ့်ဘက်ကလူလာတဲ့ဆန္ဒအားကောင်းလို့ရှိရင်လွယ်လွယ်နဲ့ရတတ်ပါလေကျွန်တော်တို့ကံကောင်းတဲ့လူတွေလို့လည်းပြောလို့ရပါတယ်ဟုတ်ကဲ့ခင်ဗျာဒီကျွန်တော်တို့သိရတာပေါ့နော်ဒီမနေ့ကကိုဇော်ဝင်းထွန်းလည်းပြောသွားတယ်ပေါ့ဒီတချင်းစာသားတွေကိုဒီစင်စာကိုအရင်တရရတယ်ဆိုတာလေစာသားအလုံးကစင်စာကွန်ပျူတာဆိုလို့ရပါလေဟုတ်ကဲ့ဒီတော့ဒီစင်စာအဖွဲ့ကဒီဘလူးတချင်းစာသားတွေကိုဖျက်တောက်တယ်နောက်ဒီဘလူးမူပေါ်မှာအခြေခံပြီးဖျက်တောက်တယ်ဆိုတာကိုအဲ့ဒါကိုလေးပြီးပြောပြလို့ရမလားခင်ဗျကျွန်တော်တို့နိုင်ငံရဲ့ယူရရင်ချင်းမှုနဲ့မကန့်ညီတဲ့စာသားတွေနောက်ပြီးတော့လိန်ပေါ့နော် sexual ဆိုင်တဲ့ဟာတွေနောက်တော့ဘာသာရေးနဲ့ပတ်သက်တဲ့အချို့စလုံးတွေနောက်ပြီးတော့တန်းတန်းတယ်လို့ယူဆတဲ့အချို့စလုံးတွေကိုကျွန်တော်တို့စင်စာတက်ခါပါလေဟုတ်ကဲ့ဒီလိုဆိုရင်ဒီကျွန်တော်တို့သိရတာပေါ့နော်ဒီကိုလေးဖြူရဲ့ဒီပါဝါ54ဆိုတဲ့ဒီတချင်းကိုအပိတ်ခံရပေါ့နော်အဲ့ဒီတော့ဒီပါဝါ54မှာသူတို့ဆိုတော့တတ်မှတ်ထားတဲ့ဒီစင်စာမူတွေနဲ့ညီဆုံးမရှိဘူးလေဘာဖြစ်လို့စင်စာမူနဲ့ညီဆုံးခြင်းမရှိဘဲနဲ့ပိတ်ခံဒါတော့ဘယ်လိုသဘောထားမလဲဆိုတော့ကျွန်တော်ရဲ့ပါဝါ54မှာကျွန်တော်ခွေကဖြစ်တဲ့ရဆိုင်ကြီးခါပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းစဉ်ကိုကျွန်တော်တမျိုးယူဆတစ်ခုအနေနဲ့ဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်တို့ကပါဝါ54ကိုပါဝါဆိုတဲ့နာမည်နဲ့ပြောင်းပြီးတော့ပြန်ထုတ်ခွင့်ရပါတယ်ဟုတ်ကဲ့ခင်ဗျာဒီတော့ဒီတခြားရောဒီကိုလေးဖြူရဲ့တခြင်းတွေစဉ်းစားဖြတ်တော့ခံရတာမျိုးတွေပါလို့ရှိပါလားခင်ဗျာဟုတ်ပါရှိဘူးပါလေကျွန်တော်ခွေတိုင်းနေပါဘူးအနည်းဆုံးတစ်ပုတ်ကနေပြီးတော့အများဆုံးတစ်ပုတ်ထိထိတ်ခံရပါဘာဖြစ်လို့လဲဆိုတော့ဒါဒီကျွန်တော်တို့တေးရည်ရဲ့ယူဆတွေကိုတချို့လို့ခေါ်မလဲတချို့ချင်းတစ်ပုတ်ကယူဆမျိုးမျိုးယူဆလို့ရပါတယ်အဲ့တော့ဒီကိုနှစ်တဲ့နောက်ပြီးဒီကိုအကြိုက်ဆုံးတေးချင်းတစ်ပုတ်ပေါ့နော်စဉ်းစားထိပြီဆိုတော့ဘယ်လိုခံစားချက်မျိုးဖြစ်မှာလဲခင်ဗျဒါတော့ reject ဆိုတာနေရာကမရှိပါနဲ့ကျွန်တော်ဒါသူဆန်းနေကြတယ်မဟုတ်ပါဘူးကျွန်တော်လည်းသူဆန်းနေမှာဖြစ်ပါဘူးဒါတအားကိုအားရတဲ့ချင်းတစ်ပုတ်ပေါ့နော်ကိုစီစိတ်ကူးထားတဲ့မှာအရန်ကိုကောင်းမွန်တယ်လို့ထင်တာချင်းတစ်ပုတ်ဆိုလို့မရဘူးဆိုတော့ကျွန်တော်ကစူးစမ်းပြင်ပြီးပြန်တင်လို့ချင်းပြန်ကြတဲ့ခါလည်းရှိတာပဲဒါမပြင်တဲ့ခါကျတော့ဒါတော့ reject ဒီနောက်ပြီးတော့ဒီကျွန်တော်တို့သိရတာပေါ့နော်ဒီတချင်းစာသားတွေမကဘူးဒီသပင်ရှည်တာတို့ဘာလို့ဆိုရင်လည်းခွင့်မပြုဘူးသိရတယ်လေ
အဲ့ဒါကို သပင်းရှင်basically ကတော့ကျွန်တော် long hair ဒီမှာခွင့်မပြုပါဘူးappearance ကျွန်တော်ခွေရဲ့ appearance ကျွန်တော် featuring တွေမှာကျွန်တော် long hair နဲ့ဆိုလို့မရပါဘူးshow မှာတော့ကျွန်တော်ခုစပင်းနဲ့ရှိနေပါတယ်ကျွန်တော်တစ်ဖွဲ့လုံးစပင်း long hair တွေပါပဲနောက်ပြီးတော့တချို့အားကိုလူတွေကြားထဲမှာစိတ်ကိုဘယ်လိုပုံမှန်ရုပ်ဆိုးရဲ့ပုံတွေပါတယ်ဒီလိုကျွန်တော်ဒီကန့်တတ်ထားပါတယ်ဒီ long hair တွေခွင့်မပြုပါဘူးဟုတ်ကဲ့ကျွန်တော်ဆိုလိုတာကဒီကိုလေးပြူလို့အမြဲတမ်းထားတဲ့စပင်းရှိကိုခွင့်မပြုဘူးဆိုတော့ဒီကိုလေးပြူအနေနဲ့ပေါ့နော်ဒီစင်စာကသတ်မှတ်ထားတဲ့မူအတိုင်းစပင်းတူထားတော့မယ်ဆိုတဲ့သဘောလားခင်ဗျကျွန်တော်ဆိုရင်ခါလို့ရှိပါတယ်ကိုစပင်းရှိကိုမပေါ်ရင်တော့နောက်ကိုချထားလိုက်ပါဟုတ်ကဲ့ဒီတော့ဒီကိုလေးပြူလို့ကစပင်းရှိမြန်လို့တယ်ရော့ဂီတာကိုခင်လွယ်တယ်နောက်ဒီတစ်ဖက်မှာကြလဲဒီနားဖစင်စာအဖွဲ့ကစပင်းရှိကိုခွင့်မပြုဘူးဒီတော့ကိုလေးပြူလို့နဲ့ဒီစင်စာအဖွဲ့ဆိုတာဒီစကလေးကတစ်ဖက်နဲ့တစ်ဖက်ပြဿနာရှိနေတယ်လို့ပြောရမှာပေါ့နော်ဒါကိုကျွန်တော်ရည်စည်းကြောင်းအနေနဲ့မြင်ထားပါတယ်ကျွန်တော်ဒီလိုမျိုးရည်စည်းကြောင်းတွေကိုပါလာတဲ့ခါမှာ1990ကျော်ခုနှစ်လောက်က music နေထားနဲ့ audience နေထားနဲ့1999ခု2000ကျော်ဒီတဲ့ရည်စည်းကြောင်းနဲ့ဒီ society နဲ့ဘယ်လိုဖြစ်တင်ကြတဲ့ရည်စည်းကြောင်းနဲ့မှာကျွန်တော်ပါနေပါတယ်ဖြစ်တင်ကြတဲ့အနေထားတိုင်းမှာကျွန်တော်ရအောင်ပြည့်တရှိအောင်ကျွန်တော်အများကြီးကြိုးစားပါတယ်လက်ရှိဂီတပုံမှာတော့ကိုလေးပြဘယ်လိုသုံးသပ်ထားပါလဲခင်ဗျာကျွန်တော်ဆိုလိုတာတခြားနိုင်ငံတွေနဲ့ရှင်းမယ်ဆိုရင်ပေါ့နော်ဈေးကွက်ရတော့အချင်းရပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဂီတကြီးကြောင်းကအမြဲတမ်းအဖြစ်ဖြစ်ဆုံးနေပါတယ်အခုဆိုလို့ရှိရင်နိုင်ငံတကာမှာဖြစ်နေတဲ့ any kind of music style ပေါ့နော်အကုန်လုံးသူတို့ကလေးတွေလောက်လူကြီးရတယ်သူတို့တိုင်းနေတဲ့ဂီတမျိုးစားကိုပဲကိုယ့်ဘာသူကိုစူးစမ်းပြီးရှာဖွေပြီးပြောနေကြပါmarketing မှာကျတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲကျွန်တော်ရဲ့ market ကအရင်တင်းတယ်ပြပါလေmarket ပိုင်းကဆိုရင်ကျွန်တော်တခြားနိုင်ငံကိုမရှင်းနိုင်ပါဘူး quality ပိုင်းမဆိုင်ရမှာတော့ဒီ music ပေါ်ထားတဲ့သဘောထားတို့ဘာလို့ကတော့သူနဲ့ကိုကြောင်းတဲ့အတူတူပဲဟုတ်ကဲ့ဒီအခုထိပေါ့နော်ဒီနိုင်ငံတကာအတိအမှတ်ပြုဂီတကျောင်းတွေဂီတသင်တန်းကျောင်းတွေမြန်မာနိုင်ငံမှာမရှိသေးဘူးနော်နောက်နိုင်ငံတော်တည်ထောင်ထားတဲ့ဟာပန်လာကျောင်းတို့ဒီမြို့ပညာဦးစီးကနေတည်ထောင်ထားတဲ့မြို့ပညာတက္ကသိုလ်တွေပါလို့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လူကျင်တော့ကျွန်တော်တို့ specialize ကကျွန်တော်တို့ကဘယ်လို western music ကိုအဓိကထားတဲ့အတွက်ကျွန်တော်တို့ကတော့ကျောင်းတီးတီးတောင်းမရှိပါဘူးကျွန်တော်ဆိုတာအဲ့လိုမျိုးကျောင်းတွေမြန်မာနိုင်ငံမှာမရှိသေးဘူးလားခင်ဗျအများကြီးရှိတယ်ပါတယ်ခင်ဗျာကျွန်တော်တို့နိုင်ငံတကာ music ဘောဂျမေကာရဲ့ reggae ပဲပြင်လို့ရတဲ့ကျောင်းရှိတယ်နော်ပေါ့ဒါနိုင်ငံ traditional music ကိုနားလည်ခြင်းလေ့လာလို့ရတဲ့နေရာတွေရှိတယ်နော်ပေါ့ music နဲ့ပတ်သက်တော့ကျွန်တော်တို့ကတော့လောဘကြီးနေပါတယ်ဘယ်ဟာဖြစ်ဖြစ်ကျွန်တော်လိုချင်ပါတယ်ကျွန်တော်တို့သိရတာပေါ့နော်ဒီလိုမျိုးဂီတကျောင်းတွေဖွင့်ဖို့နိုင်ငံသားကအမှုပညာရှင်တချို့ဒီစူးစမ်းတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီအကန့်အသတ်တွေအများကြီးရှိနေနောက်ပြီးတော့နားဖကအထူးဖြင့်တော့ဒီနားဖကခွင့်မပြုဘူးတရားတယ်ပေါ့နော်အဲ့ဒီပုံမှာရောကိုလေးပြူဘယ်လိုပြောလဲဒီလုံးမိုင်းကဏ္ဍကြီးဘာလို့ပိုင်ခွင့်ရှိတယ်ဘာလို့ပိုင်ခွင့်မရှိဘူးဆိုတာကျွန်တော်တို့အနေနဲ့ဒီပုံနဲ့ခင်းနေပါကျွန်တော်သိလဲစိတ်ဝင်စားကျွန်တော်တို့စိတ်ဝင်စားဘူးဆိုတာကတိုက်ပိုင်းဆိုင်ရာမှာကျွန်တော်အတိလည်းမရှိမိတ်ဆွေလည်းမရှိဘူးကျွန်တော်တို့ဘာတွေကန့်တတ်ထားကြတယ်ကျွန်တော်သိချာမသိပါဘူးဟုတ်ကဲ့ဒီတချို့ကတော့ပြောတယ်ပေါ့နော်ဒီနိုင်ငံရေးစနစ်တွေအရသူ့နယ်ပယ်အသီးသီးမှာဒီလိုမျိုးဒီမလိုလားတဲ့ဒီအကန့်အသတ်တွေရှိနေရတယ်ပေါ့နော်ဒီကိုလေးပြူရောဒီအနုပညာရှင်သမားတယောက်ဒီဂီတသမားတယောက်ဒေသရှင်တယောက်အနေနဲ့ဘယ်လိုယူဆထားလဲဟုတ်ကဲ့ပြည့်တဲ့ချင်းတော့ဖြစ်လာမယ်လို့ပြောနေပါတယ်ဖြစ်ဖို့လည်းကြိုးစားနေကြပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီမဂ္ဂဇင်းတစ်ခုမှာဖတ်ရတယ်ပေါ့နော်ကိုလေးပြူရဲ့အလင်းရောင်ဆိုတဲ့တခြင်းကိုလူငယ်ကတော်တော်များများကြိုက်တယ်လို့ပြောတယ်ပေါ့နော်အဲ့တခြင်းလေးရဲ့တကယ်စာလားအဓိပ္ပာယ်သတင်းအဓိပ္ပာယ်ရှိနိုင်လားဒါတော့အကူကပဲအဓိပ္ပာယ်ကိုယူလဲဆိုတော့ကျွန်တော်မသိပါဘူးကျွန်တော်ဝင်မမေးပါနဲ့သူနားထောင်တဲ့လူကလည်းတက်ပြီးသတ်မှတ်ပါလေ